သူ့တန်ဟောင်းစီကဖိတ်ခေါ်တန်မိုးသေးထန်စွာရွာသွန်းနေတဲ့ညတညမှာအောင်သူဟာတောအုပ်ဟောင်းတစ်ခုဘေးကဖြက်လန်းအတိုင်းဆိုင်ကယ်စီးပြီးအိမ်ပြန်နောက်ကျနေခဲ့တယ်။လမ်းဘေးဝဲရာကတစ်ပင်ကြီးတွေဟာလေပြင်းတိုက်ခိုက်မှုကြောင့်လက်မောင်းတန်းပြီးသူ့ကိုဖမ်းဆီးဖို့ကြိုးစားနေတယ်လို့ပဲတုန်ခါနေကြတယ်။ရုတ်တရက်သူ့ဆိုင်ကယ်မီးရောင်ထဲမှာအဖြူရောင်ဝတ်စုံနဲ့မိန်းကလေးတစ်ယောက်လမ်းလေကောင်မှာရက်နေတာကိုတွေ့လိုက်ရတယ်။အောင်သူလည်းဘရိတ်ကိုအမြန်ဆွဲလိုက်ရတာပေါ့။ဒီလိုမိုးရဲလေထဲမှာဘာလုပ်နေတာလဲလို့သူကစိတ်ပူပြီးမေးလိုက်တယ်။အဲ့ဒီမိန်းကလေးကခေါင်းကိုငိုက်ဆိုင်ထားရင်အိမ်ပြန်ကျင်လို့ပါလိုက်ပို့ပေးလို့ရမလားလို့တိုးတိုးလေးပြောတယ်။အောင်သူလည်းတနာတာနဲ့သူ့ဆိုင်ကယ်နောက်မှာတင်ပြီးသူညွန်တဲ့လမ်းတိုင်းမောင်းလာခဲ့တယ်။ဆိုင်ကယ်မောင်းနေရင်အောင်သူဟာထူးဆန်းတာတစ်ခုကိုသတိထားမိလာတယ်။သူ့နောက်မှာထိုင်နေတဲ့မိန်းကလေးစီကနေရင်ငွေ့တွေထက်ပုတ်စော်နံတဲ့အနံ့တစ်ခုရနေတာပဲ။ပြီးတော့မိုးတွေဒီလောက်ရွာနေတာတောင်သူ့ပခုံးပေါ်တင်ထားတဲ့အဲ့ဒီမိန်းကလေးရဲ့လက်ချောင်းလေးတွေကရေခဲတုံးလိုအေးဆက်နေတယ်။လမ်းဆုံးရင်ဘယ်ဘက်ကိုကွေးလိုက်ပါလို့သူမကနေတန်အေးအေးနဲ့ပြောတယ်။အောင်သူလဲကွေးလိုက်တဲ့အခါရှေ့မှာမြင်လိုက်ရတာကရွာတရွာမဟုတ်ပဲဟောင်းလောင်းပေါက်ဖြစ်နေတဲ့သူ့တန်ဟောင်းကြီးတစ်ခုသူကြောစိတ်သွားပြီးဆိုင်ကယ်ကိုရက်လိုက်တယ်ဒီမှာဘယ်သူမှမနေဘူးလေမင်းအိမ်ကဘယ်မှာလဲလို့မေးရင်နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါဆိုင်ကယ်ပေါ်မှာဘယ်သူမှမရှိတော့ဘူးဒါပေမဲ့သူ့ဆိုင်ကယ်ရဲ့နောက်ကြည့်မှန်ထဲမှာတော့အဲ့ဒီမိန်းကလေးဟာသူ့ပခုံးပေါ်ကိုမေးတင်ပြီးပြုံးပြနေတာကိုမြင်လိုက်ရတယ်သူမရဲ့မျက်လုံးတွေကသွေးရောင်လွှမ်းနေပြီးငါအိမ်ကိုရောက်ပြီလေလို့နားကပ်ပြီးတိုးတိုးလေးပြောလိုက်တဲ့အချိန်မှာပဲအောင်သူရဲ့ဆိုင်ကယ်ဆက်ဟာအလိုလိုငိမ့်သွားပါတော့တယ်။ခြောက်ကပ်နေတဲ့သူ့တန်ကြီးထဲမှာအောင်သူရဲ့အော်ဟစ်တန်ဟာမိုးတန်လေးတန်တွေကြားထဲတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။မနက်မိုးလင်းလို့ရွာသားတွေလာကြည့်တဲ့အခါလမ်းဘေးကညောင်မင်အိုကြီးအောက်မှာအောင်သူရဲ့ဆိုင်ကယ်ကိုပဲတွေ့ရပြီးသူကိုယ်တိုင်ကတော့ဘယ်သူမှရှာမတွေ့နိုင်တော့တဲ့အထိပျောက်ဆုံးသွားခဲ့ပါပြီ။အားလုံးကြည့်ရှုခန်းစားနာဆင်ပေးလို့အထူးကျေးဇူးတင်ပါတယ်။